ဒီရက်ပိုင်းတွင်ထိုင်းနိုင်ငံနဲ့မြန်မာနယ်စပ်တွေကိုခီးသွားချိန်မှာတော်လိုင်းသမားတချို့နဲ့တွေ့ခဲ့ပါတယ်။အဲ့ဒါလို့သွားတဲ့အချိန်မှာသတင်းသမားတစ်ယောက်အနေနဲ့အင်တာဗျူးတွေမေးမြန်းတဲ့အလုပ်တွေကိုဦးစားမပေးဘဲနဲ့နိုင်ငံရေးအမြင်အမျိုးမျိုးကိုနားထောင်ခဲ့ပါတယ်။အင်တာဗျူးတောင်းလိုက်လို့ရှိရင်လွတ်လွတ်လပ်လပ်မပြောဘဲနဲ့တွန့်သွားမှာဆိုလို့အလွတ်သဘောဆွေးနွေးတာကိုပဲဦးစားပေးခဲ့တာပါ။နိုင်ငံရေးသမား2ယောက်နဲ့စကားပြောတဲ့အချိန်မှာတော့စင်တူရိုးမှအတွေးခေါ်တစ်ခုကိုတွေ့ခဲ့ရပါတယ်။နောက်ခံဖြတ်သန်းမှုမတူနိုင်ငံရေးအယူဝါဒယုံကြည်မှုမတူပေမဲ့သူတို့နှစ်ယောက်အတွေးခေါ်တော်တော်တူကြပါတယ်နှစ်ယောက်စလုံးဟာတိုင်းပြည်ပေါ်မှာစေတနာထားကြတဲ့သူတွေကြီးပါပဲတယောက်သောသူဟာဆိုလို့ရှိရင်အဖွဲ့အစည်းကြီးတစ်ခုမှာအရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်နေတဲ့လူတစ်ယောက်ပါလက်ရှိတော်လှန်ရေးအကြောင်းကိုဆွေးနွေးကြတဲ့အခါအကဲဖြတ်ကြတဲ့အခါမှာသူတို့နဲ့ကျွန်တော်တော်တော်လေးတူပါတယ်ဘာတွေတူတယ်လဲဆိုတော့တော်လှန်ရေးအောင်မြင်မှုဆိုလို့ရှိရင်တော်တော်ကြီးခက်ခဲရုန်းကန်ရလိုက်အောင်မယ်ဆိုတဲ့အချက်မှာတူပါတယ်ဥဆောင်တဲ့သူတွေမှာအားနည်းချက်တွေတော်တော်ရှိနေသေးတယ်ဆိုတဲ့အချက်မှာလည်းတူညီကြပါတယ်တက်တီဆောက်မှုတွေတော်တော်အားနည်းသေးတယ်ဆိုတဲ့အချက်မှာလည်းအမြင်တူပါတယ်တက်တီဆောက်မှုမကောင်းမွန်တဲ့အတွက်တော်လှန်ရေးတက်တချို့အပေါ်မှာပြည်သူလူထုထောက်ခံမှုကျဆင်းအားလျော့လာတယ်လို့မြင်လာခြင်းနဲ့တူပါတယ်လုံးဝဆုံးရှုံးသွားတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကျဆင်းအားလျော့လာတာကတော့သိကြပါတယ်ပြည်သူလူထုကတော်လှန်ရေးအပေါ်မှာညှို့ညင်တဲ့စကားမပြောကြသေးပါဘူးဒါပေမဲ့လက်နက်ကင်တော်လှန်ရေးအဖွဲ့တချို့အပေါ်မှာတော့အားမလို့အားမရပြောတဲ့စကားတွေဝေဖန်တဲ့စကားတွေကိုကြဲကြဲလောင်လောင်ကြားနေကြရပါပြီတော်လှန်ရေးတက်တချို့အပေါ်မှာပြည်သူလူထုထောက်ခံမှုရောကျလာတာဟာတော်လှန်ရေးအတွက်အဓိကကျတဲ့ပြောခွက်ကြီးတစ်ခုဖြစ်လာတဲ့အတွက်တိတ်စိုးရင်စရာကောင်းတယ်ဆိုတဲ့အချက်ပေါ်မှာလဲကျွန်တော်တို့သဘောထားတူညီကြပါတယ်ဒီတော့ကျွန်တော်တို့အချင်းချင်းသဘောထားလုံးဝတူညီတယ်လို့ထင်လိုက်မိပြီးတော့ထပြန်ကနီးအချိန်မှာနည်းနည်းလေးဆက်ပြောလိုက်ပြီးတော့ဖြောင်းကြီးစန့်ကျင်ကွဲလဲနေပါလားဆိုတာကိုသတိပြုလိုက်မိပါတယ်။ဘာတွေကွဲလဲတယ်လဲဆိုတော့ကြတော့ရှစ်ဆက်ဘာလုပ်ကြမလဲဆိုတဲ့နေရာမှာကွဲလဲပါတယ်။သူတို့ကတော်လှန်ရေးအောင်မြင်ဖို့ရာအဲ့လိုအခက်အခဲတွေကြီးမားမားရှိနေတဲ့အတွက်ဆက်မလုပ်ကြနဲ့တော့ပြည်တွင်းစစ်ရက်စဲရေးလုပ်ကြရအောင်ဆိုတဲ့ကောက်ချက်ကိုချထားပါတယ်။အဲ့ဒီမှာဟာကနေဖြစ်သွားတာပါ။ကျွန်တော်အမြင်ကအခက်အခဲတွေကြီးမားမားရှိတာမှန်တယ်။လိုအပ်ချက်တွေအများပြားရှိတာမှန်တယ်အဲ့ဒါတွေကိုမရအောင်ကျော်လွှားပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးကိုကြကုတ်ကြခဲဆက်လုပ်ကြမှာဖြစ်မယ်ဆိုတဲ့